ခိုးရှိရှိတုန်းကရွာလေးတရွာရဲ့အစွန်ပြားမှာတစ်ပင်ကြီးများသာတိတ်သက်သာပေါက်လို့နေပါတယ်။အဲ့ဒီရွာမှာယာကနာလို့အမည်ခေါ်တဲ့ဘဲဘဲဆရာတစ်ယောက်နေထိုင်ပါတယ်။သူကအင်မတန်လှုပ်ကြိုးစားသူဖြစ်ပြီးနေမအားညမအားနဲ့သူ့ရဲ့မိဘမှာပဲလက်နဲ့မျိုးစုံကိုလုပ်ကင်ခဲ့ပါတယ်။သူ့ရဲ့သဘောတဘာဝကတော့မုံမြင်ပြီးရိုးသားပါတယ်။ဘယ်သူကိုမဆိုလွယ်လွယ်ကူကူယုံတတ်တဲ့အားနည်းချက်တစ်ခုတော့ရှိပါတယ်။အဲ့ဒီအနီးနားတောအုပ်ထဲမှာလိမ္မာပါနေတဲ့မြေခွေးကောင်လေးနေထိုင်ပါတယ်။သူရဲ့ကတော့ပင်မနဲ့လို့ကိုလုံးဝမကြိုက်ပါဘူး။သူကအမြဲတမ်းအလွယ်နည်းလမ်းကိုပဲရွေးချယ်ပြီးအလုံးမို့ပဲဘိုက်ဝဖို့အတွက်နည်းလမ်းရှာနေပါတယ်။တနေ့မှာမိုးတက်တာသာရွာသွန်းပြီးနောက်တောထဲမှာစားတောက်စရာတွေရှာပါလို့လာပါတယ်။ဗိုက်စာနေတဲ့မြေခွေးဟာရွာဘက်ကိုရောက်လာခဲ့ပါတယ်။ဘဲဘဲတိုင်ကိုမြင်လိုက်တဲ့အချိန်မှာဘဲဘဲတိုင်အတွင်းမှာတန်တွေစပားရည်တွေအများကြီးတိုးလောင်ထားတာကိုတွေ့သွားပါတယ်။အဲ့ဒီအချိန်မှာမြေခွေးကဘဲဘဲတရားကိုလှည့်သားပြီးမိသေးဖွက်နိုင်ရင်မြေတိုင်းစားစရာနဲ့အလွယ်တကူရနိုင်တဲ့ပစ္စည်းတွေရရှိသွားနိုင်မယ်လို့မြေခွေးကတွေးနေပါတယ်။နောက်တစ်နေ့မနေ့မှာတော့မြေခွေးကဘဲဘဲတရားစီကိုချူတာတဲ့တန်နဲ့တွားပြီးတော့စကားပြောခဲ့ပါတယ်။အကိုရခနဲ့ကြီးမင်းကတကယ်ကိုအလုပ်ကြိုးစားတာပဲ။နေတိုင်းဘလောက်ပင်ပန်းလိုက်မလဲနော်။မင်းသဘောတူမယ်ဆိုရင်ငါကမင်းရဲ့ဖော်ဖြစ်ချင်ပါတယ်။မင်းရဲ့ဆိုင်ကိုလည်းငါတောင်းလျှောက်ပေးပါမယ်။ပြီးတော့မင်းကိုလည်းကူညီမယ်ဆိုပြီးပြောလိုက်တယ်ဗျ။ရာခနဲ့ဟာရိုးသားသူပြီးကောင်းတဲ့ကြံကြံမဲ့လို့ထင်လိုက်ပါတယ်။သူကမြေဝေးကိုလက်ခံပြီးကောင်းကောင်းမွန်မွန်ကျွမှုအခန့်လိုက်ပါတယ်။ညဘက်မှာဆိုတော့မြေဝေးကဆိုင်ပြင်မှာထိုင်ပြီးစောင့်ပေးပါတယ်။ရှဲနိုင်ငံကြာလာတဲ့အချိန်မှာအရာအလုံးအဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့မြေခွေးရဲ့လောဘကပူကြီးလို့လာပါတယ်။သူဟာဆိုင်ထဲကသဘာဝအိတ်တွေကိုတစ်တစ်စားတော့ပြီးရိုးတွေကိုခိုးယူပြီးတော့တောထဲမှာဖွက်ထားပါတယ်။ဒီအကြောင်းကိုရာခနဲ့ကမသိသေးပါဘူး။သူကမြေခွေးကိုသူ့ရဲ့တင်ငယ်ချင်းစစ်လိုပဲယုံကြည်နေခဲ့တာပါ။တနေ့မှာတော့မြေခွေးဟာစပားနဲ့အရိုးတွေကြီးစားရတာဗမပြည့်နိုင်မှုလို့တွေးနေပါတယ်။ဒီဘဘဲဆရာရဲ့အလုပ်ကြိုးစားမှုကြောင့်ရှားထားတဲ့ငွေကိုသာငါခိုးယူမယ်ဆိုရင်ငါဘယ်တော့မှဖိုက်စားစရာမလိုတော့ဘူးလို့မြေခွေးကဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီညမှာပဲရာခနဲ့နှစ်ချက်အိပ်ပျော်နေတော့မြေခွေးဟာဆိုင်ထဲကိုတိတ်တိတ်ဝင်သွားပါတယ်။တောင်းတနေရာမှာတန်ထုတ်တွေနဲ့ငွေအကျွေးသေးတွေအပြည့်ထည့်ထားတဲ့တစ်တာကြီးတစ်လုံးကိုတွေ့လိုက်ပါတယ်။တစ်တာကိုဝင်းကိုကျိုးစားလိုက်တဲ့အခါသူ့ရဲ့လက်သေးတွေကခြေလောင်တဲ့အတန်တွေထပ်ပေါ်လာပါတယ်။အဲ့ဒီအတန်တွေကြောင့်ရာခနဲ့ဟာလက်နိုးလာပြီးပြေးထွက်လာတဲ့အခါသူ့ရဲ့တင်ငယ်ချင်းလိုယုံကြည်ထားတဲ့မြေခွေးကခိုးကိုကျိုးစားနေတာကိုမြင်လိုက်ပါတယ်။ရာခနဲ့ဟာအတော်ကဝမ်းနေသွားပြီးဒေါသတကြီးနဲ့ကြမ်းတမ်းစွာပြောဆိုလိုက်တာကငါမင်းကိုအစားအသောက်တွေပေးခဲ့တယ်။ပြီးတော့ခိုးလုံဝင်နဲ့ပေးခဲ့တယ်။ဒါပေမဲ့မင်းကငါရဲ့ယုံကြည်မှုကိုချိုးဖျက်ပြီးငါရဲ့ချစ်ချင်းရင်းနှီးမှုကိုလှည့်သားခဲ့တာပဲကွ။ကုညီချင်းဆိုတာလှည့်သားဖို့မဟုတ်ဘူး။အဲ့ဒီအချိန်မှာညီခွေးကကြောက်လန့်တခြားနဲ့ဒီမှာညီလေးငါ့ကိုခွင့်လို့ပါ။ငါရဲ့လောဘကငါရဲ့ပညာကိုပုံလွှမ်းသွားခဲ့တာပါ။ငါ့ကိုနောက်တစ်ချိန်အခွင့်အရေးပေးပါလို့ပြန်တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ရာခနဲ့ဟာအခြေအနေကိုနားလည်သွားပြီးသူဟာတန်လို့ကိုကောက်ခံလိုက်ပါတယ်။ညီခွေးကိုဆိုင်ထဲကနေမောင်းထုတ်လိုက်တာပေါ့။အဲ့ဒီနေ့ကစပြီးညီခွေးဟာရွာသားတွေရဲ့ကြောက်ရွံ့ခြင်းကိုခံခဲ့ရပါတယ်။ညီခွေးဟာတဖြည်းဖြည်းအထီးကျန်စားလောင်လာပြီးတောထဲကိုပဲရှောက်သွားရင်းနဲ့နောက်ဆုံးမှာတော့သူ့ရဲ့လိမ္မာပါနေမှုဟာသူ့ကိုယ်သူပျက်စီးစေခဲ့တာကိုနားလည်သွားခဲ့ပါတယ်